Finland ကနေ Thai ကို24နာရီကြာအလီနာတယောက်တည်းရထားရေး flight တွေစီးပြီးတော့ solo traveling လုပ်ဖြစ်ခဲ့ပါတယ်။ So ဒီ journey လေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့အလီနာ YouTube ကို subscribe လေးလုပ်ပေးထားပြီးတော့အဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်။ Hello everyone အားလုံးမင်္ဂလာပါရှင် Alina vlog လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးကကြတော့ Alina ရဲ့ဒီ24 hours solo traveling vlog လေးပေါ့နော်ဒါပေမဲ့ပထမအဆုံးအနေနဲ့ဒီနေ့က Alina ရထားကိုညရဲ့ရထားပေါ့နော်73နာရီစီးရမယ်ပြီးလို့ရှိရင်တော့ flight ကို17နာရီထပ်ပြီးတော့စီးရမှာဖြစ်ပါတယ်So basically ခုကတော့ Alina train ပေါ်ကိုရောက်နေပြီလူတွေကတော့ဘယ်သူမှမရှိသေးဘူးပေါ့နော်ရှင်းနေပါရဲ့ရှင်ပြင်မာတော့မိုးအရန်ရွာနေပေါ့နော်ရွာလို့ဒီကိုလာတဲ့လမ်းမှာဒီလိုမျိုး Alina ဆိုးသွားပါတယ်ဒီရန်စိတ်ညစ်ဖို့ကောင်းတယ်ဒီမှာလည်းအကုန်ဆိုးနေပေါ့နော် So အားလုံးမခက်ပေးကြပါအောင်ရှင်ဒီမှာမုတ်စားလိုက်ပါအောင်မယ်အခုက Alina ဒီမှာခောက်ဆွဲပေါ့နော်အဲ့ဒါကိုကန်တင်းနဲ့သွားပြီးတော့ရေထည့်ခိုင်းလာပါတယ်ရေနွေးပေါ့နော်ဆိုတော့ခောက်ဆွဲအခုပြုတ်ထားတယ်ပြီးရင်ရေဘူးမပါလာဘူးဆိုတော့ရေလဲတဘူးဝယ်လာပါတယ်ပြီးလို့ရှိရင်ညနေစာပေါ့နော်ခောက်ဆွဲပြုတ်ပဲစားလိုက်ပါမယ်ဒိုင်းစာနေမှာဆိုလို့ခောက်ဆွဲပြုတ်ပဲယူတာအများကြီးလဲဟိုမှာဖြစ်ချင်တာနဲ့ပေါ့နော်ဒီမှာခောက်ဆွဲပြုတ်ပြီးလို့ရှိရင်မုတ်ပါသေးတယ်မမို့ဒီနာမို့ဒီနာမရှိတယ်ပေါ့အခုကတော့ Alina နဲ့ဆိုလို့ရှိရင်ဘယ်သူမှဘေးနားမှာမရှိပါဘူးအေးစစ်စစ်ပဲပေါ့နော်မရှိတော့ဒီ train ဒီလိုမျိုးပေါ့နော် Alina ဘတ်ချမှာဆိုလို့ရှိရင် Alina တယောက်ပဲရှိရတယ်။ဆိုတော့ဒီကဒီပါလူရှိသေးတယ်ပေါ့နော်ဒီချိန်မှာလည်းလူရှိတယ်အခုကတော့ဒီမှာမရှိတော့ပါဘူး။ Guys အခု Alina ကလည်းရထားဆင်းလို့ပေါ့နော်နောက်ထပ် train station ကိုရောက်နေဖြစ်ပါတယ်ဒီကနေမှ airport ကိုသွားမှာပေါ့နော်ဒါပေမဲ့ဖြစ်စင်တော့ဘယ်လောက်ဒီကျမတိုင်ပတ်လဲဆိုလို့ရှိရင်လေ Alina စီးမဲ့ဒီ platform 5 မှာကတက်လေတာမရှိဘူးကွာအဲ့တော့ဆက်လေတာနဲ့တက်တာကိုဆင်းတာကိုဟိုဘက်ကနေဒီဘက်လာတာရောပေါ့နော်ဒီ location ကိုကျမပယ်ရတယ်ပယ်ရမယ်အများမောဘယ်လိုဒီမှာစောင့်နေရပါဟုတ်ကဲ့လေးမနေလို့တော့ဆောဆောလိုက်ပါရှင်So airport ကိုရောက်တာ Alina တော်တော်လေးစောနေရပေါ့နော်4-5နာရီလောက်အချိန်လေးပိုနေသေးရဖြစ်တဲ့အတွက်အဲ့ဒီ boarding လုပ်မဲ့အဲ့ဒီ gate ရှိမှာပဲပေါ့နော် Alina ထိုင်ပြီးတော့ breakfast စားရင်းနဲ့အလုပ်တွေလုပ်ဖြစ်တယ်ပြီးသွားလို့ရှိရင်တော့အဲ့လိုမျိုးပဲဟိုလုပ်ကြည့်လို့ဖုန်းကြည့်လိုက်နေပေါ့နော်အဲ့မှာအချိန်ဖြုံးဖြစ်ခဲ့ပါတယ်အခုကတော့ဒီ plane ပေါ်ကိုရောက်နေပြီပေါ့နော် plane ပေါ်မှာကတော့ Alina ထူထူတိတ်ပြီးတော့မရိုက်ဖြစ်လိုက်ဘူးကင်မရာကလည်းအဲ့လိုမျိုးအိတ်ထဲထည့်ထားတာဆိုတော့ Alina ဖုန်းနဲ့ပဲရိုက်ဖြစ်လိုက်တယ်ပေါ့နော် plane ကလည်း12နာရီနီးပါးလောက်စီးရတယ်အမှရုပ်ရှင်တွေကြည့်လိုက်တချင်တာထားလိုက် series တွေကြည့်လိုက်ပေါ့နော်အိတ်တာတော့လုံးဝအိတ်လို့မရတဲ့အတွက် Alina အိတ်တော့မအိတ်ခဲ့ဘူးပြီးတော့ကျွေးတဲ့ဟာတွေကလည်းရိုက်ဖြစ်လိုက်မရိုက်ဖြစ်လိုက်ဆိုတော့ပေါ့နော်တိတ်ပြီးတော့မစုံလိုက်ပါဘူး clips တွေကအဲ့ဒါပြီးတော့လို့ရှိရင်တော့ဒါက breakfast ကျွေးရပါတော့ Thai ကို lunch မလုပ်ခင်မှာကျွေးရဖြစ်ပါတယ်သူကဒီလိုမျိုး omelet ကြီးရပြီးတော့လို့ရှိရင်အဲ့လို beans နဲ့လုပ်ထားတာတခုပဲပြီးဘေးနားတော့ broccoli ပေါ့နော်အဲ့တော့ကလေရင်ကအရန်ခါနေရဆိုတော့ Alina အဲ့ဒီ breakfast ကိုတစ်လုံးလုံးပဲစားပြီးတော့ကိုယ်အောင်မစားဖြစ်လိုက်ပါဘူးအခုကတော့လေရင်က Bangkok ကို site တော့မှာပေါ့နော်ဆိုတော့ဒီ vlog လေးက Alina ဒီမှာပဲရက်လိုက်မှာပဲဖြစ်ပါတယ်နောက်ထပ် Bangkok က vlog တွေလည်းအများကြီးလာမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရဆိုလို့ရှိရင် Alina YouTube ကို subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်